ဖြော်ရည်တစ်ခွက်ကိုမြန်မာငွေကျပ်9000နီးပါးတကယ်ရောတန်ရဲ့လားအခုရောက်နေတဲ့နေရာကတော့ America California ပြည်နယ် LA မြို့မှာရှိတဲ့ Erewhon ဆိုတဲ့ luxury organic supermarket chain ပါ coconut cloud smoothie မှာလိုက်တယ်ပါဝင်တဲ့ပစ္စည်းတွေကတော့ collagen spirulina ပြီးတော့ Ondi တငယ်ချင်းက cat's eye smoothie မှာလိုက်တယ်သူ့ရဲ့ပါဝင်မှုပစ္စည်းတွေကတော့အများကြီးပဲငပျော်သီးတွေ cherry တွေအဓိကကတော့ ashwagandha ဆိုတဲ့ဆေးဘက်ဝင်အပင်တစ်မျိုးပါပါတယ်။ဆိုင်ကဘာတွေထူးခြားနေလို့ဈေးနှုန်းကိုအလောက်တောင်တင်လို့ရရလဲ။ Erewhon ဆိုင်ရဲ့ marketing strategy 3ချက်ကိုပြောပြသွားမှာဖြစ်ပါတယ်။ပထမတစ်ချက်ကတော့ celebrity collaboration ကိုအားထားခြင်းနာမည်ကြီး influencer တွေနဲ့ limited edition smoothie တွေထုတ်ပြီးတော့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးပြီး trend ဖြစ်စေတယ်။ Erewhon နဲ့ smoothie collaboration လုပ်ထားတဲ့ influencer တွေကတော့ Hailey Bieber, Blackpink အဖွဲ့တွေက Lisa, Cat's Eye, Sabrina Carpenter နောက်ပြီးတော့အခြား influencer တွေ celebrity တွေလည်းရှိပါတယ်။ CMOS ပင်လယ်ရင်းကြီးကြာကတော့ Erewhon ရဲ့နာမည်ကြီးရဲ့စားသုံးကုန် product တွေမှာပါတယ်။တပလင်းကို$35ကနေ$50ဆိုတော့ဈေးရောတော်တော်ကြီးရယ်။ဒုတိယအချက်ကတော့လူမှုအဆင့်တန်းကိုပြခြင်း။ Erewhon မှာ shopping လုပ်တာကို luxury experience တစ်ခုလို့မြင်ကြပြီးတော့ customer တွေကကိုယ့်ရဲ့ကျန်းမာရေးကို view side တဲ့ lifestyle နဲ့ငွေကြေးအဆင့်တန်းကိုပြသနိုင်တဲ့အရာတစ်ခုအဖြစ်သဘောထားကြတယ်။တတိယအချက်ကတော့ဆိုင် location ရွေးချယ်မှု Erewhon ဆိုင်တွေက LA မြို့ရဲ့ center ကျတဲ့နေရာတွေမှာလိုက်ဖွင့်ထားတယ်။အဓိကကတော့ Calabasas, Santa Monica, Beverly Hills တို့လိုချမ်းသာတဲ့ရပ်ကွက်တွေမှာလိုက်ဖွင့်ထားပြီးပတ်စံဖြုံးနိုင်တဲ့တထေးတွေမင်းသားမင်းသမီးတွေဒီဆိုင်ကိုလာလေးရှိပါတယ်။ဒီနိုင်ငံရဲ့တာမန် smoothie ဈေးနှုန်းကတော့$8 လောက်ရှိပြီးဒီဆိုင်က smoothie ကတော့$20လောက်ကျတယ်။တခြားဆိုင်တွေထက်2ဆကျော်နီးပါးဈေးပိုကြီးတယ်။ဒါကတော့ smoothie ကိုပထမဦးဆုံးချိန်တောက်တဲ့ reactionဒီလိုပါပဲအခုကတော့တငယ်ချင်းရဲ့ smoothie ကိုမြည်ကြည့်မယ်စီးနေတူတယ်တိုင်းစီးနေတူတယ် It's good but there's a finishing touch that tastes like ginseng That's all ညီမအမြင်ကတော့ smoothie အရသာကောင်းပြီးပါဝင်တဲ့ပစ္စည်းတွေကကျန်းမာရေးနဲ့ညီညွတ်ပေမဲ့$20ကတော့ဈေးအရန်ကြီးပါတယ်အားလုံးရော Erewhon supermarket ကိုဘယ်လိုမြင်ပါလဲ